စားပလင်းနှင်းမောင်နဲ့ဖဲသမားဘကျူအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေယနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့စာရေးဆရာကြီးမင်းသိန်ခရေးသားထားခဲ့တဲ့စားပလင်းနှင်းမောင်နဲ့ဖဲသမားဘကျူဆိုတဲ့ဝတ္ထုကလေးပဲဖြစ်ပါတယ်နာတော်တဆင်ပေးကြပါခင်ဗျာတနေ့တ၌ကျုပ်နှင့်ကျုပ်၏မိတ်ဆွေကြီးစားပလင်းနှင်းမောင်တို့သည်အမှတ်295ဘိုးလိန်လန်းရှိစားပလင်းနှင်းမောင်၏နေအိမ်၌လက်ဖက်ချောက်ကြကြခတ်ထားသောရေနွေးချမ်းကိုအရသာခံတောက်လျက်နေလေ၏ဒီရေနွေးချမ်းအတော်ကောင်းတယ်ဗျာကျုပ်လိုရေနွေးချမ်းမကြိုက်တဲ့ကောင်တော့အတော်ကရင်တွေးတယ်ဟုကျုပ်ကပြောလိုက်ရာစားပလင်းနှင်းမောင်ကရေနွေးချမ်းကိုအရသာခံပြီးတောက်တတ်တယ်ဆိုတာရင်ကျေးမှုအဆင့်အတန်းအတော်မြင့်တယ်ဆိုတာကိုပေါ်ပြတာပဲဟုပြောလိုက်လေ၏ထိုအချိန်၌ပင်လူတစ်ယောက်ရောက်လာလေ၏ထိုသူမှာကျုပ်နှင့်ကျောင်းနေဘက်တငယ်ချင်းဂျော်နီဆိုသူဖြစ်လေ၏ထိုသူကအတော်ပဲကိုအောင်သိရဲ့ကျုပ်ခမည်းရုံးခန်းကိုလိုက်သွားသေးတယ်ရုံးမှမတွေ့တာနဲ့ဒီကိုလိုက်လာတာကိစ္စကတော့ကျုပ်ကိစ္စမဟုတ်ပါဘူးကျုပ်ရဲ့ခြံသားမှာရှိတဲ့ခြံနီးချင်းဦးဖို့တော်ရဲ့ကိစ္စပါပဲအဲ့ဒီဦးဖို့တော်ကြီးကသူ့ခြံကြီးကိုရောင်းပြီးမော်ဘီဘက်ကိုပြောင်းမလို့တဲ့ဒါနဲ့ခြံရောင်းမယ်ဆိုတဲ့ဆိုင်းဘုတ်လေးချိတ်လိုက်ရောဝယ်မဲ့သူတွေလာလိုက်တာဆိုတာမပြောနဲ့တော့သူ့ခြံကတဧကပဲရှိတယ်အိမ်ကလည်းပြင်အောင်အင်္ဂလိပ်ဈေးကလည်းကာလာပေါက်ဈေးပေါ့ဗျာအဲ့ဒီထဲမှာဦးနီကျော်ဆိုတဲ့လူတစ်ယောက်ဝယ်မဲ့သူတွေပါလာတယ်သူကနည်းနည်းစမ်းတယ်သူများပေးတဲ့ဈေးအတိုင်းပေးမယ်ဒါပေမဲ့အိမ်ကိုအပိုင်မယူဘူးသူနဲ့သူ့တပည့်ပဲနေမယ်လေးလနေပြီးရင်အိမ်ပေါ်ကဆင်းပေးမယ်နေတဲ့အတော်တွင်းမှာလည်းအိမ်ရှင်မကြိုက်တာဆိုလို့ဘာမှမလုပ်ဘူးဆိုတယ်ဧည့်သည်လာတာမကြိုက်ရင်မလာစေရပါဘူးတဲ့စူးစူးညံညံလောက်တာမကြိုက်ရင်ခြေတံအောင်မကြားစေရပါဘူးတဲ့ထမင်းလဲအိမ်မှာချက်မစားပါဘူးတဲ့အဲ့ဒီလိုပြောတော့ခြံရောက်မဲ့ဦးဖို့တော်ကြီးကဒီလူအပေါ်အနှဲငယ်တန်တရားဖြစ်သွားတယ်အပိုင်ရနိုင်မဲ့ပစ္စည်းကိုအပိုင်မယူဘူးဆိုတာဘာသဘောလဲစဉ်းစားဖို့ဖြစ်လာတယ်ဒါပေမဲ့သူ့အနေနဲ့မစဉ်းစားတဲ့လူကျုပ်ကိုလာပြီးစဉ်းစားခိုင်းတယ်ဟုပြောလေ၏ထိုအခါကျုပ်ကကိုကျော်နီရဲ့ဘာများစဉ်းစားစရာလိုသေးလဲဗျာမတင်ကားရင်အဲ့ဒီလူကိုလက်မခံနဲ့ရောင်းစရာရှိရင်အခြားလူကိုရောင်းလိုက်ပေါ့ဗျာကျုပ်ကလူတက်လို့ရဝင်ပြောလိုက်လေ၏ထိုအခါဦးကျော်နီကကျုပ်လည်းဒီအတိုင်းပဲဦးဖိုးထော်ကိုအကြံပေးလိုက်တယ်ဗျာဒါပေမဲ့ဝယ်မယ်ဆိုတဲ့လူတွေဟာတကယ်ဆိုတော့မလာတော့ဘူးပြို့သူတို့ပေးတဲ့လိပ်စာတွေအတိုင်းဆက်သွယ်ကြည့်တော့လဲတယောက်မှမရှိကြဘူးပြို့လိပ်စာအမှားတွေပေးသွားကြတာအဲ့ဒီတော့ဦးဖိုးတော်ကြီးခမဦးမိကျော်ကြီးကိုပဲငှားရမယ်လို့ဖြစ်နေတယ်အဲ့ဒီကိစ္စကျုပ်ကိုလာတိုင်မနေငှားတင်မငှားတင်ပေါ့ဗျာကျုပ်ကလည်းအကြံမပေးရဘူးဗျအဲ့ဒါကြောင့်ခမတို့ CID ကိုအကူအညီလာတောင်းတာပဲငှားရမလားမငှားပဲနေရမလားဟုကိုကျော်နီကပြောလေ၏ထိုအခါ၌ကျုပ်လည်းအကြံမပေးတတ်သောကြောင့်ကျုပ်၏မိတ်ဆွေကြီးစားပလင်းနှင်းမောင်ဘက်သို့လှည့်ကြည့်လိုက်လေ၏ထိုအခါစားပလင်းနှင်းမောင်ကကိုကျော်နီကိုတောက်ရန်အတွက်ရေနေချမ်းတစ်ခွက်ငှဲ့ပေးရင်တင်ကန်းကျွန်းပူရာနာကခြံကြီးမဟုတ်လားဆိုင်းဘုတ်ကိုဘလက်ပုတ်ကြီးနဲ့ရေးပြီးယထာလမ်းဘက်လှည့်ထောင်ထားတာဒီနေ့ကကျုပ်တွေးခဲ့တယ်ဗျာဟုပြောလိုက်လေ၏ဟုတ်ပါရဲ့ဗျာဟုတ်ပါရဲ့အဲ့ဒီခြံမှာပဲအဲ့ဒါနဲ့ကလျက်ခြံဟာကျုပ်ခြံပေါ့ဗျာဟုဦးကျော်နီကပြောလေ၏ထိုအခါစားပလင်းနှင်းမောင်ကဦးဖိုးတော်ကိုပြောလိုက်ပါဗျာကျုပ်သူ့ကိုသိပါတယ်အရင်ကဒီလူကြီးဟာဇက်သမားကြီးဗျတနာပါတယ်ဗျာအရန်တော့မလောနဲ့အောင်လို့ကျုပ်နည်းနည်းပါးပါးစဉ်းစားပြီးအကြောင်းပြန်မဲ့ဗျာဟုပြောလိုက်ရာကိုကျော်နီဒီစားပလင်းနှင်းမောင်အားငကိုကပင်မြင်ဘူးတွေ့ဘူးသည့်အားလျော်စွာလွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သွား၍ပြန်သွားလေတော့၏ကိုကျော်နီပြန်သွားပြီးများမကြာမီ၌အိမ်ရှိတွင်မော်တော်ကားတစ်စီးလာ၍ရက်လေ၏ထို့နောက်ကားပေါ်မှလူတစ်ယောက်ဆင်းလာလေ၏ထိုသူသည်ဒေါနှင့်မောနှင့်အိမ်ပေါ်သို့တက်လာပြီးစားပလင်းနှင်းမောင်ရှိတွင်မတ်တက်ရက်လေ၏ထို့နောက်ထိုသူကကိုစုံတော့ဆိုပြီးနေရာတကာဝင်ရှုပ်ဖို့တော့မစင်းသားနဲ့ရာသွင်းမှုနဲ့မပတ်သက်တဲ့သူတစ်ပါးရဲ့ကိုရေးကိုတာမှာဝင်ရှုပ်ရင်တော့ကျုပ်ကချမ်းသာပေးမှာမဟုတ်ဘူးတင်ကန်းကျွန်းကဦးဖိုးထော်ရဲ့ခြံကိစ္စကိုအတော့ကိုမခံကျင်စရာကောင်းတယ်ကျုံမိတ်ဆွေဦးနီကျော်ဟာရိုးရိုးသားသားအိမ်ငှားတာကိုဦးဖိုးတော်ကမယုံတင်ကားဖြစ်ပြီးဟိုလူပြောဒီလူပြောလုပ်နေတယ်ဒီကြားထဲသူ့ခြံပေးကဂျော်နီဆိုတဲ့ကောင်းကဟိုပလိတ်ပြောဒီပလိတ်ပြောနဲ့ရှောက်ပြီးလုပ်နေတယ်အဲ့ဒီကိစ္စတွေကိုလူဝင်မလာနဲ့ကျုပ်ကလူအချင်းချင်းမယုံတင်ကားဖြစ်ပြီးဒီလိုလုပ်တာတိတ်ပြီးဒေါပွားတယ်ဘယ်သူကိုမှချမ်းသာမပေးနိုင်ဘူးဟုပြောလေ၏ထို့နောက်မျက်မှောင်ကျုပ်၍စားပလင်းနှင်းမောင်အားစိုက်ကြည့်လေ၏ထိုအခါစားပလင်းနှင်းမောင်ကကိုလူဘိုင်းစကုတ်ထဲမှာလူချမ်းတော့မလားခမည်းမျက်နာကိုမြင်ရင်ကလေးတွေနဲ့မိန်းမတွေကတော့အတော်ကြောက်ကြလိမ့်မယ်ကျုပ်ကတော့ခမည်းမျက်နာကြီးကိုဒူးနဲ့မတိုက်မိအောင်ကျုပ်ဒူးကိုသကွဲကုံအောက်တွင်းထားရတယ်ဒါနဲ့နေသမ်းမအောင်စကားမဆက်ပြောရအောင်မယ်
လေးတော့ကန်ဓမြတိုင်းမှုမှာမိမကြီးကိုလေပင်နှစ်သက်ထားတဲ့အမှုအခုထိမပေါ်သေးပါလားအဲ့ဒီအမှုမှာလေးတော့ကန်ကမဲကြီးဆိုတာပါတယ်လို့တချို့ကပြောနေကြတယ်ကိုလူနာမည်မဲကြီးလားဟုမေးလိုက်ရာလူကောင်ထွားသလောက်အကြီးတန်းရုပ်ဆိုးလာသောထိုလူကြီးသည်နိုင်၍သွားလေ၏မဆိုင်တာတွေမမေးနဲ့ကျုံနာမည်မဲကြီးတော့မှန်တယ်လေးတော့ကန်ဓမြမှုနဲ့တော့မပတ်သက်ဘူးဟုထိုလူကြီးကပြောလေ၏ပလိတ်ဘက်ကလည်းဒီအတိုင်းပဲထင်ပါတယ်မဲကြီးနဲ့မပတ်သက်ဘူးတဲ့ဒါပေမဲ့ပတ်သက်တယ်လို့ထင်တဲ့တယောက်တော့ရှိတယ်အဲ့ဒါကတော့ကျုပ်ပဲနာမည်ကနှင်းမောင်တဲ့အများကတော့စားပလင်းနှင်းမောင်ခေါ်ကြတယ်ဟုစားပလင်းနှင်းမောင်ကပြောလိုက်ရာထိုလူကြီးသည်ခြာကနေလှည့်၍ကျုပ်သားတွေမသိဘူးဟုဆိုကထွက်သွားလေ၏ထိုအခါစားပလင်းနှင်းမောင်ကဟေ့မဲကြီးနေအောင်ဟုပြောလိုက်ရာမဲကြီးဤခြေလန်းသည်တုံကနေရက်သွားလေ၏ထိုအခါစားပလင်းနှင်းမောင်သည်ထာယာမှထသွားပြီးလျင်မဲကြီးဤကောင်းပေါ်မှစပင်ကိုလက်တစ်ဖက်ဖြစ်စုပ်ကင်ပြီးလျင်မျက်နှာကိုဆွဲလက်ကပါးနှစ်ဖက်ကိုဖြန်းကနေရိုက်လိုက်လေ၏ထိုသို့ရိုက်ပြီးနောက်မင်းတက်တိလောက်နေများငါလာစမ်းတယ်ကွာဟိတ်ကောင်ထွက်သွားဟုစားပလင်းနှင်းမောင်ကပြောလိုက်ရာမဲကြီးသည်တစုံတရာပြန်လဲလုတ်ကင်ဝင်မရှိပဲကုတ်နှင့်ဆင်းသွားလေ၏ထို့နောက်ကားကိုဘူးကနေမောင်းသွားလေတော့၏စားပလင်းနှင်းမောင်သည်နေရာတွင်ပြန်၍ထိုင်လိုက်ပြီးလျင်ကျုပ်အားIBA တင်ကန်းညွန့်ဘက်ကိုအနှောင်းပြေညာပြေခြေဆန်းကြရအောင်ဗျာဟုပြောဆိုလေတော့၏ထို့နောက်ကျုပ်အားခေါ်၍မလွာကုန်းဘူတာသို့သွားလေ၏မလွာကုန်းဘူတာသို့ရောက်လျင်တင်ကန်းညွန့်ထွက်မိလောကရထားအစဉ်နှင့်တွေ့သောကြောင့်ထိုရထားဖြင့်တင်ကန်းညွန့်သို့လိုက်ပါခဲ့လေ၏လမ်းတွင်စားပလင်းနှင်းမောင်သည်ကျုပ်အားဗဟေဒီတစ်ခုဖွက်သွားလေ၏ထိုဗဟေဒီမှာလွယ်မြောင်နှင့်ခတ်သောဗဟေဒီမျိုးဖြစ်၏ကျုပ်မှာချက်ချင်းဖြေလိုက်ရန်ဟန်ပြပြီးနောက်ကျုပ်ရဲ့ဖြေမမှန်ကြောင်းရိမ့်မိသောအခါပါဇက်ပိတ်သွားလေတော့၏ထိုအခါစားပလင်းနှင်းမောင်ကဦးဖိုးတော်ရဲ့အခုကိစ္စလဲဒီဗဟေဒီလိုပဲဗျချက်ချင်းဖြေလိုက်ရင်မှားသွားနိုင်တယ်နောက်ွယ်မှာအနက်ဒိတ်တွေအများကြီးရှိနေတယ်ဟုပြောလေ၏ထို့နောက်စားပလင်းနှင်းမောင်နှင့်ကျုပ်တို့သည်ခြံငါးသောဦးမိကျော်ဆိုသည့်လူကြီးနှင့်ပတ်သက်သောအကြောင်းအရာများကိုပြောဆိုလာတော့၏ညမကြာမီ၌တင်ကန်းညွန့်ဘူတာသို့ရောက်ကြသဖြင့်ကျုပ်တို့သည်ယထာပေါ်မှဆင်းကြပြီးမြင်းဒီလန်းကလေးအတိုင်းဦးဖိုးတော်၏ခြံသို့ရောက်သွားကြလေ၏မရှိမနှောင်းဆိုသလိုပင်ကိုကျော်နီသည်ရောက်လာလေ၏ဦးဖိုးတော်၏ခြံတွင်ကိုကျော်နီနှင့်ဆုံလေ၏ထို့နောက်ကျုပ်တို့၃ယောက်သာဦးဖိုးတော်၏ခြံထဲသို့ဝင်သွားကြလေ၏ဦးဖိုးတော်သည်ကျုပ်တို့အား၎င်း၏ခြံထွက်နွားနို့ဖြင့်ဧည့်ခံလေ၏စားပလင်းနှင်းမောင်ကဦးဖိုးတော်အားခြံရောင်းကျင်စိတ်ပေါ်လာတာကိုသဘောနဲ့ကိုပေါ်လာတာလားအခြားအကြောင်းများရှိသေးသလားဦးဖိုးတော်ဟုမေးလိုက်ရဦးဖိုးတော်ကကျုပ်တို့တယောက်မော်ဘီမှာရှိတယ်လူကကျုပ်ကိုမော်ဘီဘက်မှာပြောင်းနေပါတဲ့သူတို့ဒီမှာခြံလဲစည်းပေါ်တယ်နီးနီးနားနားနေရင်သူလဲစောက်ရှောက်နိုင်နေတဲ့အဲ့ဒီလိုလာပြီးပြောတာနဲ့ကျုပ်လဲရောင်းကျင်စိတ်ပေါက်သွားတာပဲဟုပြောလိုက်၏ခမားတူနာမည်ဘယ်လိုခေါ်တယ်လဲမော်ဘီဘယ်နားမှာနေတယ်လဲဟုစားပလင်းနှင်းမောင်ကမေးလေ၏မော်ဘီကလားကြီးကုန်းမှာနေတယ်နာမည်ကငိမ့်မောင်တဲ့ဟုဦးဖိုးတော်ကပြောလိုက်လေ၏ကျုပ်သည်စားပလင်းနှင်းမောင်နှင့်ဦးဖိုးတော်တို့စကားပြောနေစဉ်မျက်စိကိုကစားလိုက်ရာမလမကန်းနေရာ၌သုံးသက်သားဖြင့်ရိုက်ထားသောလေးတော့ပုံကလေးစီတို့မျက်စိရောက်သွားလေ၏ထိုလေးတော့ပုံကလေးပတ်ပတ်လည်တွင်စက်ကူများကတ်ထားပြီးလျင်ပုံကလေးတစ်ဖက်တွင်မူအင်္ဂလိပ်ဘာသာဖြင့်ရေးထားသောအောက်ပါလိပ်စာကိုတွေ့ရလေ၏ဦးဖိုးတော်သင်္ကန်းကျွန်းပူရာအနီးရန်ကုန်မြို့မြန်မာပြည်ထို့နောက်စားပလင်းနှင်းမောင်ကဦးဖိုးတော်ရေခမားနွားနို့ကတိတ်ပြီးကောင်းတာပဲဗျာနောက်ထပ်တစ်ခွက်လောက်ရရင်တောက်ချင်တယ်ဗျာဟုပြောလိုက်လေ၏ထိုအခါဦးဖိုးတော်ကရပါစေမယ်ဗျာကျုပ်သွားပြီးယူလိုက်ပါဦးမယ်ဒါနဲ့နေပါဦးမောင်ကျော်နီကအိမ်ပေါ်မတက်ပဲဟိုပန်းပင်တွေကိုဘာလို့ရှောက်ကြည့်နေတာလဲဟုပြောလိုက်မှပင်ကျုပ်လဲကိုကျော်နီအားလှမ်းကြည့်မိလေတော့၏ထိုအခါဦးကျော်နီကကိုအောင်သိန်းရေဟောဒီနှင်းစီပန်းတွေလာကြည့်ပါဦးဗျကျုပ်ဖြစ်တခါမှမတွေ့ဘူးအနီရောင်နှင်းစီပွင့်မှာအဝါရောင်အပြောက်တွေအဖြူရောင်အပြောက်တွေပေါ်နေတယ်ပြုဟုပြောလိုက်လေ၏ထို့ကြောင့်ကျုပ်လဲထိုင်ရမှထကဦးနီကျော်ထန်းသို့ဆင်းသွားလေ၏စားပလင်းနှင်းမောင်ကမူဦးဖိုးတော်၏နွားနို့တစ်ခွက်ကိုစောင့်၍တောက်နေလေ၏နွားနို့တောက်ပြီးသောအခါ၌ဦးဖိုးတော်နှင့်အတူကျုပ်တို့ရှိရာသို့ဆင်းလေ၏ထို့နောက်စားပလင်းနှင်းမောင်ကကဲဦးဖိုးတော်ခမည်းဦးနီကျော်ကြီးကိုငှားလူကငှားရောင်းလူကရောင်းပြီးတော့ဘာမှမပူနဲ့တခုခုဖြစ်ရင်လဲကျုပ်ရှိတယ်ကျုပ်ဖြေရှင်းပေးမယ်ဟုဆိုကထွက်လာခဲ့ကြလေတော့၏ထို့နောက်တွင်ကကျုပ်တို့နှစ်ဦးသည်လောကယထာဖြစ်ပင်မလွာကုန်းဘူတာသို့စီးနှင်းလိုက်ပါခဲ့လေ၏ထို့နောက်စားပလင်းနှင်းမောင်ကကျုပ်အားဒီကနေ့အဖို့ IP အားသလားအားရင်မှော်ပြီးဘက်သွားရအောင်ဟုကျုပ်အားမေးလေ၏ကျုပ်ကလည်းအားလက်ကြောင်းသွားလို့ရသွားနိုင်ကြောင်းပြောလျင်လာတာလမ်းထိပ်သို့သွားရောက်၍တစီကားတစ်စီးကိုငှားရမ်းကမော်ဘီဘက်သို့ထွက်ခဲ့လေ၏
မော်ဘီသို့ရောက်လျင်ကလားကြီးကုန်းဘက်စီသို့စားပလင်းနှင်းမောင်ကခေါ်သွား၏ကလားကြီးကုန်းသို့ရောက်လျင်ငိမ့်မောင်ဆိုသူ၏အိမ်သို့မေးမြန်း၍ငိမ့်မောင်နှင့်တွေ့လေ၏တွေ့လျင်တွေ့ချင်းစားပလင်းနှင်းမောင်ကဟေ့ငိမ့်မောင်မင်းဦးလေးဦးဖိုးတော်ချံဘယ်နာလဲဟုမေးလေ၏ထိုအခါမောင်ငိမ့်မောင်ကကျုပ်ဦးလေးဒီကိုပြောင်းမလာသေးဘူးဗျာခမည်းတော်ကဘယ်သူတွေလဲဟုမေးလေ၏ငါတို့ဘယ်သူတွေဆိုတာအရင်မကြည့်ပါဘူးငိမ့်မောင်ရမင်းဦးလေးဒီကိုပြောင်းမလာနိုင်အောင်မင်းကသွားပြီးပြောပေးနိုင်ရင်မင်းကိုငါတို့ငွေ2000ပေးမယ်ကွာဟုစားပလင်းနှင်းမောင်ကပြောလိုက်လျင်ငိမ့်မောင်ကဘာဗျဟုခက်မှန်မှပြန်၍ပြောလိုက်လေ၏ငါပေးတဲ့ငွေ2000ဟာနဲနေလို့လားမင်းဦးလေးဒီကိုပြောင်းလာအောင်ဆွဲတရားဟောပေးဖို့အတွက်ဦးနီကျော်တို့လူစုကမင်းကိုဘလောက်ပေးသလဲဟုစားပလင်းနှင်းမောင်ကမေးလိုက်လျင်ငိမ့်မောင်ကခမည်းတော်လူရှုပ်တွေပဲဘာတွေလာပြောနေတာလဲကျုပ်ဘာမှမသိဘူးသွားရင်ကောင်းမယ်ဗျာဟုပြောဆိုကကျုပ်တို့အားမောင်းထုတ်လိုက်လေတော့၏စားပလင်းနှင်းမောင်ကမူမခိုးမခန့်ရေမော၍ငိမ့်မောင်ဤခြံအတွင်းမှထွက်ခဲ့လေ၏ထို့ကြောင့်ကျုပ်လည်း၎င်းဤနောက်မှလိုက်ခဲ့ရလေတော့၏ကျုပ်တို့သည်တစီကားနှင့်ပင်ရန်ကုန်သို့ပြန်ခဲ့ကြ၏ကျုပ်သည်အိမ်သို့မပြန်သေးဘဲစားပလင်းနှင်းမောင်နှင့်ပင်၎င်းအိမ်သို့လိုက်သွားလေ၏အိမ်သို့ရောက်ပြီးများမကြာမီ၌ကိုကျော်နီဆိုသူရောက်လာပြန်လေ၏ကိုကျော်နီကကျုပ်အားခမည်းတော်ပြန်သွားပြီးများမကြာမီမှာဦးနီကျော်တို့ဆရာတပည့်ရောက်လာပြီးဦးဖိုးတော်ကြီးကိုဘယ်လိုလဲဦးဖိုးတော်ငှားမလားမငှားဘူးလားလို့မေးလိုက်တယ်ဦးဖိုးတော်ကငှားမယ်ဗျာလို့လည်းပြောလိုက်ရောဦးနီကျော်တို့ဟာဟန်အောင်မဆောင်နိုင်ဘူးကျောင်းစင်ခေါင်းလောင်းကြားတဲ့ကျောင်းသားကလေးကြနေတာပဲတခါတည်းဆင်းပြေးတော့တာပဲနောက်2 နာရီလောက်အတွင်းမှာဦးနီကျော်တို့ဆရာတပည့်2 ယောက်ဟာပြန်ရောက်လာတော့တာပဲပစ္စည်းပစ္စယဆိုလို့မယ်ရဘာမှမပါကြဘူးတရေအိတ်တစ်လုံးစီအိတ်ရလေးတယောက်တစ်တိတ်စီပဲပါတယ်ဦးနီကျော်တို့ဆရာတပည့်2 ယောက်ကိုဦးဖိုးတော်ကြီးကဖျားစင်တဲ့ကက်လျက်အခန်းမှာနေရာပေးလိုက်တယ်ဟုပြောလေ၏စားပလင်းနှင်းမောင်သည်စီကရက်တလိတ်ကိုထုတ်၍မီးကြီးရှိုက်ဖွာရင်းဇလန်းကတော့ပြီးတော့မှာပါကဲကိုကျော်နီပြန်ရင်ပြန်တော့လေဗျာမလွဲတာမရှောင်တာမဲကြီးဆိုတဲ့ကောင်ကခမားကိုလာပြီးရိုင်မောင်းပုတ်မောင်းလို့ရင်ဘာမှမကြောက်နဲ့၄ ယောက်ကန်ဓမြမှုကိုကြုတ်သိတယ်လို့သာပြောလိုက်ခမားကိုဘာမှလုပ်ရဲမှာမဟုတ်ဘူးအဲ့ဒီကောင်ကအဲ့ဒီအမှုပေါ်မှာတိတ်ကြောက်တာကျုပ်ကမပိုင်သေးလို့ကြည်နေတာပိုင်တဲ့နေ့ကတော့ဒီကောင်ကိုလက်ထိတ်ခတ်တဲ့နေ့ပဲဟုပြောလိုက်လေ၏ထိုအခါဦးကျော်နီလည်းကျေးဇူးတင်ကြောင်းပြော၍ကြံသွားလေ၏ကျုပ်လည်းစားပလင်းနှင်းမောင်အိမ်မှပြန်လေ၏ထိုအခါစားပလင်းနှင်းမောင်ကပြန်တော့မလားအိုင်ပီဟုမေးလေ၏ပြန်တော့မယ်လေဗျာမနက်မိုးလင်းကလေးကရောက်နေတာအခုကြည်သမ်းပါဦးမီးထွန်းချိန်ပဲရောက်နေပြီပြန်ရမှာပေါ့ကျုပ်ကခမားလို့တကူကြီးတကာရသမားမဟုတ်ဘူးသားနဲ့မယားနဲ့ဆိုတော့ပြန်ရမယ်မျိုးဟုကျုပ်ကပြော၍ပြန်ခဲ့လေ၏2 ရက်ခန့်ကြာသောအခါတွင်ကျုပ်သည်စားပလင်းနှင်းမောင်အိမ်သို့သွားလူစိတ်များပေါ်လာလေ၏စားပလင်းနှင်းမောင်သည်လည်းထိုရက်ပိုင်းအတွင်းရုံးသို့လာသည်မရှိအိမ်၌သာနေလေ၏ကျုပ်တို့မင်းကြီးကိုယ်တိုင်ကစားပလင်းနှင်းမောင်ရုံးတက်ခြင်းမတက်ခြင်းအပေါ်အလေးအနက်မထားတတ်ပေစားပလင်းနှင်းမောင်သည်အလုပ်ရှိလျင်မနေမနာလုပ်တော်လဲအလုံးမရှိသောအခါ၌ CID ရုံးသို့ပင်မလာပဲစိတ်လွတ်လက်လွတ်နားနေလေရှိသည်ထိုအကြောင်းကိုသိသောကျုပ်တို့၏စုံတော်မင်းကြီးမစ္စတာဂရစ်ပင်ကပင်စားပလင်းနှင်းမောင်အားခွင့်လွှတ်ထားလေ၏ကျုပ်သည်စားပလင်းနှင်းမောင်အိမ်သို့ကျုပ်၏အော်စတင်ကားအဆုပ်လေးဖြင့်ထွက်ခဲ့လေ၏ကျုပ်ရောက်ရှိသွားသောအခါ၌စားပလင်းနှင်းမောင်သည်စာအုပ်အထူကြီးတစ်အုပ်ကိုဖတ်လျက်ရှိနေ၏ကျုပ်ကအိုင်စေးဘာစာအုပ်ကြီးလဲဗျထူလာကြည်လားဥပုပ်နဲ့ဥပုပ်ဆောက်သွားရင်တော့ခဏငှားစမ်းပါဗျခေါင်းအုံပြီးအိတ်ဖို့ဟုရွှွနောက်နောက်ပြောလေ၏အစ်စ်ပဲပြုတ်အခုအချိန်ထိတော့ IP ပြောတာမဆိုဘူးကျုပ်လည်းဖတ်တာဖတ်နေရတာဘာမှဂါဂနာနားမလဲဘူးဗျမတ်တစ်ဘလာဘာစကီဆိုတဲ့ဆရာမကြီးရေးတဲ့ Secret Train ဆိုတဲ့စာအုပ်ဗျအကြောင်းအရာကတိတ်ပြီးနေတော့ကျုပ်ဖြစ်လက်လန်းမမီနိုင်အောင်ဖြစ်နေတော့တာပဲဟုပြန်၍ပြောလေ၏အဲ့ဒါထားလိုက်ပါဗျာသင်္ကန်းကျုံကဥဖို့တော်ကိစ္စကြီးသွားပြီလားဟုကျုပ်ကမေးလိုက်လေ၏ကျုပ်အထင်ပြောရရင်တော့ဒီကနေ့ပြီးလိမ့်မယ်ထင်တယ်ရဲ့ပြုဟုစားပလင်းနှင်းမောင်ကပြောလေ၏ထိုအချိန်၌ပင်အိမ်ရှိတွင်မော်တော်ကားတစ်စီးရပ်ပြီးလျင်ကားပေါ်မှလူတစ်ယောက်ဆင်းလာလေ၏ထိုသူသည်ကျုပ်ထံသို့ရောက်လာလေ၏ကျုပ်၏အနီခုံလွတ်တွင်ဝင်၍ထိုင်လေ၏ထိုသူအားကျုပ်ကကြည့်လိုက်ရာလွန်စွာအဖိုးတန်သောရှူဖနက်တက်ကလပ်ပေါင်းပြီးတက်ကလပ်ကုတ်အင်ကြီးရှက်ဖြူလယ်စည်းတို့ကိုဆင်မြန်းထား၏လက်တွင်လည်းပီယောမှထုတ်သည့်ငွေရောင်စီကရက်ဘူးနှင့်အကောင်းစားရွန်စုံမိချစ်ကိုတွေ့ရ၏ထိုသူသည်စားပလင်းနှင်းမောင်အားကြည့်၍ပြုံးပြလိုက်လေ၏စားပလင်းနှင်းမောင်ကအံဆွဲအတွင်းမှဖဲထုတ်တစ်ထုပ်ကိုထုတ်၍၎င်း၏ရှေ့သို့ပေးလိုက်လေ၏ထိုသူ၏မျက်နှာသည်နီမြန်းသွားလေ၏ထိုနောက်ထိုလူသည်အိမ်ကြီးဆဲလိုက်ပြီးလျင်ဘာလုပ်တာလဲဗျာဟုမေးလေ၏စားပလင်းနှင်းမောင်က
ရေခဲတောင်တစ်စိတ်စီးပရက်ကိုထုတ်ကာနှကန်းတွင်တွေ့၍မီးနှီပြီးမိโกများကိုမှုတ်ထုတ်၏ဒီမှာဘာကျူးမင်းကားကိုလာပြီးအကြောင်းမရိုက်နဲ့ဖဲသမားဘာကျူးဆိုတဲ့လူကိုမသိပဲမြန်မာပြည်ဒုစရိုက်သမားလောကကိုတည်တယ်လို့ပြောရင်ပြောတဲ့သူဟာကြွားတာပဲမင်းနဲ့ငါဟာကံအားလျော်စွာမတွေ့ဖြစ်ခဲ့ကြဘူးအဲ့ဒီကံအားလျော်စွာဆိုတာမင်းအတွက်ကံကောင်းနေတယ်ဆိုတာကိုပြောတာငါနဲ့တွေ့တဲ့အချိန်ဟာမင်းထောင်ကြတဲ့အချိန်ပဲငါကိုတော့မင်းသိပါတယ်နော်ငါနမီစားပလင်းနှဲမောင်တဲ့ဟုပြောက၎င်းရှိတွင်ရှိသောဖဲထုတ်ကိုကလဖန်ထိုးလိုက်လေ၏ထို့နောက်ဖဲထုတ်ကို၎င်းဘာသာချိုးပြီးလိုက်ရင်အပေါ်မှဖဲတစ်ချက်ကိုဆွဲယူ၍လှန်ချလိုက်ရာတစ်ဖဲသုံးချက်ဖြစ်နေသည်ကိုတွေ့ရလေ၏ထို့နောက်ကလဖန်ထိုး၍ချိုးပြီးလှန်ချလိုက်ရာတစ်ဖဲပင်ဖြစ်နေပြန်၏စားပလင်းနှဲမောင်သည်စကားပြောရပြောအကြိမ်ကြိမ်ကလဖန်ထိုး၏ချိုး၏လှန်ချ၏တစ်ဖဲကြီးကျနေ၏ကျုပ်သည်လွန်စွာအံ့ဩမိလေတော့၏စားပလင်းနှဲမောင်သည်ဤအမျှဖဲတတ်၌ကျွမ်းကျင်ကြောင်းရှေ့ရခင်ကမသိခဲ့ပါဘာကျူးဆိုတဲ့သူပင်စားပလင်းနှဲမောင်၏လုံပုံကိုင်ပုံကိုမျက်မှောင်ကုန်၍ကြည်နေ၏ထိုအခါစားပလင်းနှဲမောင်ကဒီမှာဘာကျူးငါကမင်းလိုဖဲသမားမဟုတ်ဘူးဖဲလဲမလိန်တတ်ဘူးဒါပေမဲ့ဟုဆိုကဖဲထုတ်တစ်ထုပ်လုံးကိုပလက်လှန်ပြလေ၏52ချက်သောဖဲချက်အားလုံးသည်အခြားဖဲမပါပဲတစ်ဖဲကြီးဖြစ်နေကြောင်းတွေ့ရလေ၏စားပလင်းနှဲမောင်၏ဖဲမျက်လဲကိုကျုပ်သည်သဘောကျသွားလေ၏ထို့နောက်စားပလင်းနှဲမောင်ကဆက်၍စကားပြောလေ၏ဒီမှာဘာကျူးလောကကြီးမှာကိုတယောက်တည်းအောင်းမမေ့နဲ့ကိုလိုက်နဲ့ကိုတော့အားလုံးကထိတ်မာကြီးပဲငမိုးတို့ကမိုက်တဲ့ဘက်မှာထိတ်ပီလူတို့ကနှိုက်တဲ့ဘက်မှာထိတ်ပိုးတုတ်တို့ကရိုက်တဲ့ဘက်မှာထိတ်မင်းကလည်းဖဲလိန်တဲ့နေရာမှာထိတ်မင်းတို့ရှုပ်သမျှကိုရှင်းပေးတဲ့နေရာမှာငါလည်းထိတ်ဆုံးမှရှိတယ်ဒီတော့ကိုကလွဲရင်အားလုံးဘူကောင်တွေကြီးပဲအောင်းမမေ့နေနဲ့ကိုလူကြီးသူ့နေရာနဲ့သူတော့တစ်ကနန်းကြီးပဲကွာဟောဒီမှာမင်းအတွက်လက်ထိတ်ဟုဆိုကသပွဲအောင်ကလက်ထိတ်ကိုဆွဲယူ၍သပွဲပေါ်သို့တင်လိုက်လေ၏ကျုပ်ပြောပြရသေးဦးမယ်စားပလင်းနှဲမောင်ဟုဘာကျူးကလေတံပြော့ပြော့ဖြစ်ပြောလေ၏မင်းမပြောနဲ့ငါပြောမယ်ဘာကျူးဆိုတဲ့ကောင်ကဟောင်ကောင်ကိုဖဲလိန်ရိုက်ဖို့သွားတယ်ဟိုမှာအတော်ကလေးအဆင်ပြေတယ်အဲ့ဒီတော့ပတ်စံရှိတဲ့အတိုင်းဝိုင်းမှာဝင်ဆန့်လာတယ်အဲ့ဒီအခါမှာဇူရီဆိုတဲ့ရတနာကုံတဲ့မိန်းမတစ်ယောက်နဲ့တိတ်တိတ်ပုံအိမ်အောင်ကြတယ်အဲ့ဒီလိုအချိန်မှာပဲပတ်စံအလွန်ချမ်းသာတဲ့မေရီလန်ဆိုတဲ့မိန်းကလေးတစ်ယောက်ကဘာကျူးကိုသဘောကျတယ်ဒါပေမဲ့စူရီကလက်တွဲဖြုတ်မခံဘူးအဲ့ဒီတော့ဘာကျူးကစူရီကိုနီးကိုဟန်နဲ့လက်တွဲဖြုတ်ပစ်လိုက်တယ်စူရီကားမောင်းရင်တရားတစ်ခုကနေကြောက်ထဲကျသေးတယ်ဟုစားပလင်းနှဲမောင်ကပြောလိုက်ရာဘာကျူးကဒီလိုရှိပါတယ်ဗျာဒီလိုရှိပါတယ်အဲ့ဒါသူဟာသူဖြစ်တာပါကျွန်တော်လောက်တာမဟုတ်ပါဘူးကျန်းကင်ပြီးပြောဝင်ပါတယ်ဟုအတင်းဝင်၍ပြောလေ၏ထိုအခါစားပလင်းနှဲမောင်ကအဲ့ဒါတွေငါ့ကိုမပြောနဲ့ကွာမင်းကိုဟောင်ကောင်ပို့လိုက်မယ်ကိုကတရားရုံးကြတော့မင်းဟာမင်းပြောပေါ့သူတို့ကမင်းစကားကိုယုံရင်မင်းလွတ်မယ်ပေါ့ကွာမယုံရင်တေတံပေါ့ကွာဟုပြောလိုက်လေ၏ကျုပ်ပြောတာအမှန်ပါဗျာဟုဘာကျူးကပြောလေ၏ထိုအခါစားပလင်းနှဲမောင်ကစူရီကားကြောက်ထဲကြပြီးတည်သွားတဲ့အခါမေရီလန်ကဘာကျူးဆိုတဲ့ကောင်ဟာဘလို့လူမျိုးလဲဆိုတာရိပ်မိသွားတယ်အဲ့ဒီတော့ဘာကျူးလဲမြန်မာပြည်ပြန်လာရတယ်ဘာကျူးကမြန်မာပြည်ကိုပြန်မလာခင်ဇူရီအိမ်တလုံးကိုမှွေနောက်ပြီးရှာကြည့်ခဲ့သေးတယ်အဲ့ဒါဘာလဲဆိုတော့ဇူရီဒီမှာတွေ့လိုက်ရတဲ့တစ်သားမိချစ်ဆန်ဘူးလောက်ရှိတဲ့ပလဲလုံးကြီးပဲကွာကျောင်းမြတ်ရတနာလောကမှာဘလူးမောင်ထိန်လို့ခေါ်တာကြီးပဲဘယ်လိုရှာမတွေ့တဲ့အစုံမှာဇူရီရဲ့တပည့်မလေးကျင်ဝမ်ဆိုတာကိုနှိပ်စက်ကြတယ်အဲ့ဒီကောင်မလေးကတရုတ်အစ်စ်မဟုတ်ဘူးကာပြားမလေးမြန်မာပြည်ကသွားပြီးဟိုမှာအလုပ်လုပ်နေတာအဲ့ဒါဦးဖိုးတော်ညီကမွေးတဲ့ဦးဖိုးတော်ရဲ့တူမလေးပဲဦးဖိုးတော်ရဲ့ညီဦးဖိုးပျော်ဟာလက်ပတန်းကတရုတ်မအစ်စ်နဲ့အိမ်အောင်ကြတယ်လေကွာဦးဖိုးပျော်ရောသူမိန်းမတရုတ်မကြီးရောချောင်းဆိုးသေးပါနဲ့ဆုံးတာ3နှစ်ရှိပြီအဲ့ဒီတော့ကျွန်းလန်းဆိုတဲ့ကောင်မလေးဟာမြန်မာပြည်ကိုပြန်လာရင်သူ့ဘာကြီးဦးဖိုးတော်နဲ့နေရမှာပဲမင်းတို့ကလည်းကျွန်းလန်းဘာတွေလုပ်တယ်ဆိုတာသိရအောင်ဟောင်ကောင်ကမင်းတို့လူတွေကိုကြည်ခိုင်းပြီးအဲ့ဒီကနေသတင်းပို့ခိုင်းတယ်ကျွန်းလန်းဟာဒီနှစ်ဦးပိုင်းမှာဇူရီပိုင်တဲ့ပစ္စည်းရောအိမ်ရောရောင်းပစ်တယ်ဒါပေမဲ့မင်းတို့တောင်မြကြီးလို့ခေါ်တဲ့ပလဲကိုရောင်းမပစ်ဖဲမြန်မာပြည်ကိုတည်မယ်လို့ယူဆထားတယ်တည်ရင်ကျွန်းလန်းဟာသူနဲ့အတူတည်မလာပဲစာတိုက်ကိုအသုံးပြုလိုက်မယ်လို့မင်းတို့ကယူဆတယ်စာတိုက်ကနေဦးဖိုးတော်စီအရင်ပို့ထားတယ်ပစ္စည်းရောက်မှသူပြန်လာလိမ့်မယ်လို့မင်းတို့ကထင်ထားတယ်အဲ့ဒီတော့ပစ္စည်းရောက်မဲ့နေရာကိုမင်းတို့လူကိုအရင်လွှတ်ထားခြင်းအဲ့ဒီမှာတင်ဦးနီကျော်ကိုဦးဖိုးတော်ရဲ့အိမ်ကိုဝယ်ခိုင်းတော့တာပဲဦးဖိုးတော်အိမ်ရောင်းခြင်းစိတ်ပေါက်လာအောင်လေမော်ဘီမှာရှိတဲ့ဦးဖိုးတော်ရဲ့တူငိမ့်မောင်ကိုငွေ2000ပေးပြီးလှော်ခိုင်းတယ်အဲ့ဒီငိမ့်မောင်ကလည်းငွေ2000ယူပြီးသူ
သူဦးလေးကိုလှော်တော့တာပဲအဲ့ဒီမှာဦးဖိုးတော်ကခြံတဲ့အိမ်ကိုရောက်မယ်လို့ကြေညာတော့တာပဲဒါပေမဲ့မင်းတို့ဘက်ကနည်းနည်းလေးကလတ်တက်တက်ဖြစ်သွားတယ်လွယ်လွယ်ကူကူဖြစ်နိုင်တာကိုလွယ်လွယ်ကူကူမလုပ်ဖဲဝရိယတွေပါလာတယ်အဲ့ဒါကြောင့်ဝယ်မဲ့သူအတူ10ယောက်ဖမ်းနေတယ်အဲ့ဒီထဲမှာဝယ်လူပေးမဲ့နှုံတိုင်းပေးမယ်ငားတဲ့လူတယောက်ထည့်ထားတယ်အဲ့ဒီမှာဦးဖိုးတော်ကတန်တရားဖြစ်သွားတယ်အဲ့ဒီလိုတန်တရားဖြစ်တော့သူ့အိမ်သားကကိုကျော်နီနဲ့တိုင်ပင်တယ်ကိုကျော်နီကငြိမ်ငြိမ်မနေပဲငါတို့စီရောက်လာတယ်မဟုတ်တာလုပ်တာဘယ်လောက်ပဲတေးသေးချာချာလုပ်လို့တနေရာမှာဟနေတယ်အခုလဲမင်းတို့တနေရာဟသွားတယ်အဲ့ဒီအဟလေးတိုင်ငါကလိုက်သွားတယ်ဒီရဲမင်းကငါအကြောင်းမသိပဲငါ့ကိုဖဲတစ်ချက်ပစ်ချလိုက်တယ်မင်းအထင်မှာအဲ့ဒီဖဲချက်ကိုငါကြောက်သွားလိမ့်မယ်လို့မင်းထင်နေတယ်အဲ့ဒီဖဲကဘာလဲဆိုတော့ငမဲဆိုတဲ့ဘလူးတရဲလူကောင်းကြီးငါဒီလွတ်လိုက်တဲ့ကိစ္စပဲငါကဘယ်ကြောင့်မလဲကွာမင်းလွတ်လိုက်တဲ့ဘလူးတရဲကြီးဟာ၄တော့ကန်တပြားမှုနဲ့လည်းချင်းကြောက်လိုက်ရောငါစီမှာမှင်သာကလေးဖြစ်သွားတယ်ကွာငါခိုင်းချင်တာခိုင်းလို့ရသွားတယ်၄တော့ကန်တပြားမှုနဲ့တိုးလိုက်ရောမဲကြီးဟာမင်းတို့အကြောင်းနေအကုန်ပြောတော့တာပဲအခုငါပြောနေတာအားလုံးမဲကြီးစီကရတာပြီးတော့မင်းကိုငါပြောလိုက်အောင်မယ်ကိုကျော်နီလာပြောလို့ဦးဖိုးထော်အိမ်ရောက်တဲ့အခါဒိုးထိုင်တဲ့နေရာနားမှာသုံးသက်သားနဲ့လှုပ်ထားတဲ့၄တော့ဘူးကလေးတစ်လုံးကိုတွေ့ရတယ်အဲ့ဒီဘူးတဲ့စက်ကူတွေကပ်ပြီးဦးဖိုးထော်ရဲ့လိပ်စာကိုရေးထားတယ်လိပ်စာနဲ့မလမ်းမကမ်းမှာလဲပို့ပေးတဲ့သူရဲ့လိပ်စာရေးထားတယ်ကျင်လွန်ဟောင်ကောင်းနဲ့အဲ့ဒီစက်ကူဘူးလေးဖြဲပြီးမှောက်ခုံကလေးဖြစ်နေတယ်အဲ့ဒါကိုငါကဦးဖိုးထော်ကြီးနွားနို့သွားထက်နေတော့လမ်းကြည့်လိုက်မိတယ်အဲ့ဒီမှာတင်ဦးနီကျော်ဆိုတဲ့လူဟာဒီပစ္စည်းကလေးကိုလိုချင်ပြီးလာဆောင်နေတယ်ဆိုတာငါရိပ်မိသွားတယ်အဲ့ဒီပစ္စည်းဟာဘာများဖြစ်နိုင်မလဲလို့ချက်ချင်းစဉ်းစားလိုက်တော့ဖျားရှင်ပေါ်မှာရောက်နေတဲ့အသစ်ဆက်ဆက်ကြွေရုပ်တစ်ခုဖြစ်နေတယ်အဲ့ဒီကြွေရုပ်ကငါတို့မြန်မာပြည်မှာအန်ကုန်းလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့ဝါဝါတုတ်တုတ်ပုဂ္ဂိုလ်ကြီးပဲအဲ့ဒီတော့ဦးဖိုးတော်နွားနို့သွားထက်နေတော့မှပဲအဲ့ဒီအယုတ်ရဲ့အောက်ကဖာထားတယ်လို့ထင်တဲ့နေရာကိုလက်ညှိုးလေးနဲ့ထိုးလိုက်တယ်တိတ်လာတဲ့ပလဲကြီးတစ်လုံးထွက်လာတယ်အဲ့ဒီမှာတင်ငါဟာဒိုင်နာရီစာရွက်တစ်ရွက်ကိုဖြဲပြီးအဲ့ဒီစာထဲမှာအဆက်30ပလဲပြကြီးရထားပြီးလိုချင်ရင်295ဘိုးလိန်လန်းကိုလာခဲ့ပါတန်ရတန်ကြီးပေးရလိမ့်မယ်အဲ့ဒီလိုရေးပြီးစာရွက်ကိုကျွေရုပ်ထဲပြန်ထည့်ပြီးပြန်ပိတ်လိုက်တယ်အဲ့ဒီအချိန်မှာဦးအောင်တင်းနဲ့ဦးနီကျော်ဟာနှင်းစီပန်းပွင့်တွေကိုကြည်နေကြတယ်ပြီးတော့ငါတို့ပြန်လာကြတာပေါ့ကွာနောက်တစ်နေ့မှငါဟာမင်းတို့ရဲ့မဲကြီးကို၄တော့ကန်လူတက်မှုနဲ့ချင်းကြောက်ပြီးမင်းတို့အကြောင်းတွေမေးလိုက်တယ်အရက်ဆိုင်မှာတွေ့တယ်အားလုံးပေါ်တာပဲမင်းလိုချင်တဲ့ပလဲပြကြီးကဟောဒီမှာကွာဟုဆိုကစားပလင်းနဲ့မောင်ဒီ၎င်း၏ကုတ်ရင်းကြီးအတွင်မှပလဲကြီးကိုထုတ်၍တပွဲပေါ်သို့ခွန်းကနေတင်လိုက်လေ၏ကျိုးဤတသက်တာတွင်ဤမြလှပ၍ဤမြကြီးမားသောပလဲမျိုးကိုမတွေ့ခဲ့ဘူးပါတွေ့ဘူးရန်လည်းအကြောင်းမရှိပါဖဲသမားပကျူသည်ထိုပလဲကြီးကိုလှမ်း၍ကောက်လိုက်လေ၏တို့ရတွင်စားပလင်းနှင်းမောင်ကလက်ဦးသွား၏စားပလင်းနှင်းမောင်သည်ပလဲလုံးအားကိုအင်းကြီးအတွင်သို့ထည့်လိုက်ပြီးအခြားသောလက်တစ်ဖက်ဖြင့်ပလဲလုံး၏နေရာတွင်6လုံးပြူကိုစက်ခနဲတင်လိုက်လေ၏ဖဲသမားဖကျူသည်6လုံးပြူတနက်ကိုလှမ်း၍ကြည့်လိုက်လေ၏ထိုအခါစားပလင်းနှင်းမောင်ကတန်ရတန်ကြီးပေးရမယ်ဆိုတာဒါပဲကွာဟုပြောလိုက်ပြီးလျင်ကျုပ်ဘက်သို့လှမ်းကြည့်က IBA ဒီကောင်ကိုလက်ထိတ်ခတ်လိုက်ပါဗျာတိတ်ပြီးတော့ကြမ်းကြမ်းတမ်းမလုပ်ပါနဲ့ဗျာဖဲသမားဆိုတာလက်သိမ့်နှုတ်တယ်ဟုပြောလိုက်လေ၏ကျုပ်သည်မပေါ်သေးသောတရားခံကိုပေါ်အောင်မစင်းစားတတ်တော်လေပေါ်ပြီးသားတရားခံကိုဖမ်းဆီးရနိုင်မှုကျွမ်းကျင်လေ၏ဖမ်းဆီးပြီးသောတရားခံကိုရိုက်နှက်ရနိုင်မှုကို၍ကျွမ်းကျင်လေ၏ထို့ကြောင့်ကျုပ်သည်ဖဲသမားဘာကျူအားလက်ထိတ်ခတ်လိုက်ပြီးနောက်ဇဘိုးအားတစ်ချက်လှမ်း၍ဖြောင်းကနေအုပ်လိုက်လေ၏စားပလင်းနှင်းမောင်ကမူ3သိန်းကျော်တန်ပလဲလုံးကြီးအားနှစ်ပြားတန်ကော်လီတုံးတစ်ပွဲသဘောထား၍လက်ထဲတွင်မြောက်၍စော့နေ၏ကျုပ်သည်ဘာကျူအားကားပေါ်တခိုင်း၏စားပလင်းနှင်းမောင်ကမူဒါကြီးကိုအင်္ဂလိပ်အစိုးရကမအပ်ချင်ဘူးဗျကိုဒီကိုဟန်နဲ့ရောင်းပြီးမိဘမဲ့အကြောင်းကိုအလှငွေထည့်လိုက်ချင်တယ်ဟုပြောလိုက်ရာကျုပ်ကမလုပ်ပါနဲ့ IB ရဲ့ဘာကျူအမှုဒီဟာကြီးဟာတက်တေကံပစ္စည်းမဟုတ်လားကျုပ်ကပါနောက်ဆက်တွဲအချုပ်ထဲရောက်နေအောင်မယ်ဟုပြောလိုက်ရာစားပလင်းနှင်းမောင်ကရဲနေတော့ဤထိုသူဤရဲတန်သည်ကျုပ်ဤနား၌နဝင်ချိုလာပါပြီတကားဟာ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 တပ်ပေတတ်တာကမ္မတရာမင်းတိန်ခအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ထူပါ